အားလုံးပဲမင်္ဂလာပါဗျParagu Education ကခွန်အောင်ပါဗျဒီကတငယ်ချင်းတို့အင်္ဂလိပ်ဘာသာစကားလေ့လာနေကြလားဒါမှမဟုတ်လေ့လာချင်ကြလားတကယ်လို့လေ့လာနေတယ်လေ့လာချင်ကြတယ်ဆိုလို့ရှိရင်ဘာရွယ်ချက်နဲ့လဲကျွန်တော်အင်္ဂလိပ်ဘာသာစကားကိုစလေ့လာခဲ့တဲ့အချိန်က2014တုန်းကဗျဘယ်မှာလေ့လာခဲ့လဲဆိုတော့ကျွန်တော်တို့ဟိုပုံးမျိုးနောင်တောင်းပရိသတ်ကျောင်းပါဗျအဲ့တော့ဘာရွယ်ချက်ရလို့တော့မရှိဘူးဗျဒီတိုင်းပဲတခြားရွေးချယ်စရာမရှိလို့ဆရာတော်ကစီစဉ်ပေးလို့ရွယ်သူတငယ်ချင်းတွေတက်နေကြလို့ဆိုပြီးတော့ပဲကျွန်တော်လည်းကျောင်းကနေဖွင့်ပေးတဲ့အင်္ဂလိပ်ဘာသာစကားသင်တန်းကိုလိုက်တက်ဖြစ်သွားတယ်ပေါ့လေဒါပေမဲ့တေးကြတာတခုတော့ရှိရဗျကျွန်တော်ကျောင်းကိုနိုင်ငံခြားသားဧည့်သည်တွေလာနေတဲ့အချိန်တိုင်းကျွန်တော်ရဲ့စီနီယာဆရာမတွေကအင်္ဂလိပ်လိုအခန့်ကြိုးဆိုကြတယ်ဆရာတော်တန်ဃာတော်တွေကိုတွေ့ဆုံကြတဲ့အချိန်ဆိုရှင်လည်းသူတို့တွေကအင်္ဂလိပ်လိုဘာသာပြန်ပေးကြတယ်ကျွန်တော်ရဲ့ကျောင်းမုံခေါ်လေပြီးတော့ဆိုရှင်လည်းလိုက်ရှင်းပြကြရပေါ့လေကျွန်တော်သူတို့ကိုကြည့်ပြီးတော့ရှယ်လေးစားအားကြဗျကျွန်တော်ထင်တယ်အဲ့ဒီလေးစားအားကြမှုကြောင့်ပဲကျွန်တော်အင်္ဂလိပ်ဘာသာစကားကိုဒီဇိုင်းမတ်လေ့လာဖြစ်သွားတယ်ပေါ့လေဆိုတော့ဒီကတငယ်ချင်းတို့ရောဘာရွယ်ချက်နဲ့အင်္ဂလိပ်ဘာသာစကားလေ့လာနေကြလဲလေ့လာချင်ကြလဲပေါ့လေတေချာတာတခုကတော့ကျွန်တော်တို့ဒီမှန်ချက်inspiration တခုတော့ရှိတင်တယ်ဗျမဟုတ်လို့ရှင်ကျွန်တော်တို့လေ့လာရင်လမ်းတစ်ပတ်မှာပဲစိတ်လေတာတို့စိတ်လက်ကျတာတို့ဖြစ်ပြီးတော့ကျွန်တော်တို့အရှုံးပေးဖြစ်သွားမှာဗျဘာလို့လဲဆိုတော့အင်္ဂလိပ်ဘာသာစကားလေ့လာတယ်ဆိုတာအချိန်ပေးရတယ်လीနော်ဆိုတော့ဘာရွယ်ချက်နဲ့လေ့လာတယ်ဆိုတဲ့ဟာကိုအောက်က comment box မှာsharing လုပ်ပေးခဲ့ပါဦးအခုဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုကြည့်လို့ရှိရင်ကျွန်တော်တို့ပြန်ဆုံကြမယ်ပေါ့လीနော်